မင်္ဂလာပါဗျာကျွန်တော်ဒီနေ့ present perfect tense နဲ့ပတ်သက်ပြီးတော့မှဝေမျှပေးချင်ပါတယ်ကျွန်တော်တို့ tense တစ်ခုကိုလေ့လာမယ်ဆိုလို့ရှိရင်အချက်၃ချက်နဲ့လေ့လာလေးရှိပါတယ်ပထမတစ်ခုကကြတော့ form ဖြစ်တဲ့သူ့ရဲ့ပုံစံကိုလေ့လာကြည့်ရမှာဖြစ်ပါတယ်ဒုတိယတစ်ခုကကြတော့ uses ဖြစ်ပါတယ် present perfect tense မှာဘယ်လိုသုံးတယ်လဲဆိုတာကိုလေ့လာရမှာဖြစ်ပါတယ်တတိယတစ်ခုကကြတော့ clue ဆိုတာဖြစ်ပါတယ်သေးလွန်စတွေကိုလေ့လာရမှာဖြစ်ပါတယ်ဒီအရေးအမောလေးတွေကိုမြေလိုက်တာနဲ့ဒါဒီ present perfect tense မှာသုံးတယ်ဆိုတာကိုအလိုလေးအသိမှဖြစ်ပါတယ်ပထမတစ်ခုဖြစ်တဲ့ form ကိုလေ့လာကြည့်ရအောင် form ထဲမှာကျွန်တော်တို့အချက်၃ချက်ခွဲထားပါသေးတယ်ပထမတစ်ခုကကြတော့ရိုးရိုးဝါကြဖြစ်ပါတယ်ဒုတိယတစ်ခုကကြတော့အငင်းဝါကြဖြစ်ပါတယ်တတိယတစ်ခုကကြတော့မေကုန်းဝါကြဖြစ်ပါတယ်ပထမတစ်ခုဖြစ်တဲ့ရိုးရိုးဝါကြကိုလေ့လာကြည့်ရအောင် subject လာမယ် has plus battery object full stop လာပါမယ် subject နေရင် has ကိုသုံးမယ် subject များရင် have ကိုသုံးမှာဖြစ်ပါတယ်အငင်းဝါကြကိုကြည့်ရအောင် subject လာမယ် has not plus battery object full stop နဲ့အဆုံးသတ်မှာဖြစ်ပါတယ်မေကုန်းဝါကြပြောင်းမယ်ဆိုရင် has ကိုအရှိကိုထုတ်မယ် subject လာမယ် battery object question mark နဲ့အဆုံးသတ်မှာဖြစ်ပါတယ် uses ကိုကြည့်ရအောင်ကျွန်တော်တို့ uses ဘယ်လိုသုံးတယ်လဲလို့ကြည့်လိုက်တဲ့အခါမှာအတိတ်တုန်းကစခဲ့တဲ့လုပ်ရက်သည်အခုချိန်မှာအကျိုးတရားမှုရှိသေးတယ်ဆိုလို့ရှိရင် present perfect tense ကိုသုံးပါတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုရင် I have had breakfast ကျွန်တော် breakfast စားပြီးသွားပြီဆိုတဲ့အတိတ်ပေက breakfast စားထားတဲ့အတွက်အခုချိန်ထိမစားသေးဘူးပေါ့နော်အကျိုးတရားမှုရှိသေးတယ်ဆိုလို့ရှိရင် present perfect tense ကိုသုံးပါတယ်နောက်တစ်ခုကကြတော့ life experience ပေါ့ဘဝအတွေ့အကြုံတွေကိုပြောတဲ့အခါမှာလည်း present perfect tense ကိုသုံးပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်Have you ever been to Yangon? Yangon ကိုရောက်ဘူးလားပေါ့ဒါအတွေ့အကြုံကိုမေးတဲ့အတွက်ကြောင့်မို့ present perfect tense ကိုသုံးပါတယ်နောက်တစ်ခုကကြတော့မတတ်မှတ်ထားတဲ့အချိန်မပြီးသေးတဲ့အချိန်အတော်အတွင်းမှာဖြစ်ပျက်ခဲ့တယ်ဆိုရင်လည်းပဲ present perfect tense ကိုသုံးပါတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် I had lost my key ကျွန်တော်ရဲ့တော့ပျောက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ကမတတ်မှတ်ထားတဲ့အချိန်မှာပျောက်သွားတာဘယ်ချိန်တုန်းကပျောက်သွားလဲဆိုတာမတတ်မှတ်ထားတဲ့အတွက်ကြောင့်မလို့ဒါဒီလည်းပဲ present perfect tense မှာသုံးပါတယ်နောက်တစ်ခုကိုကြည့်ရအောင်နောက်တစ်ခုကကြတော့ clue ဆိုတာဖြစ်ပါတယ်သေးလွန်စတွေဖြစ်ပါတယ်ဥပမာအနေနဲ့ဘာတွေပါလဲဆိုလို့ရှိရင် already just ever never yet how long recently so far up to now many times same for twice ဒီစကားလုံးတွေဖြစ်ပါတယ်ကျွန်တော်တို့ဒီအရေးအမောလေးတွေကိုမြေလိုက်တာနဲ့ဒါဒီ present perfect tense မှာသုံးတယ်ဆိုတာကိုအလိုလျောက်သိမှဖြစ်ပါတယ်ဒီနေ့ကျေးဇူးပေးတဲ့အတွက်ကြောင့်မလို့လဲကျေးဇူးအများကြီးတင်ပါတယ်